Hello မင်္ဂလာပါဒီနေ့ကဗီဒီယိုဆိုင်မှာနာမည်ကြီးနေတယ်ပေါ့နော်အခုဒါတဲ့သူတော်တော်များများကပါဆယ်လဲဝယ်စားတယ်ဒီကုတကလည်းလာစားတယ်ဟာရီယာကွန်ထန်လေးနဲ့မိတ်ဆက်ပေးမယ်ကွန်ထန်လေးနဲ့မိတ်ဆက်မပေးခင်ဘူကြီးရောဒီလာတဲ့လူတော်တော်များများရောတငယ်ချင်းတွေရောမေးနေတဲ့ဘိုက်ချက်အကြောင်းပေါ့နော်ဘိုက်ချက်ဘိုက်ကပြင်သွားလို့ရှိရင်ဘိုက်မချက်ဘိုက်ချက်တယ်ဗမာဝုဆောင်ဝင်လည်းဘိုက်ကချက်ကတ်နေတဲ့အင်ကြီးကြီးဘိုက်ဝင်ဘိုက်ကချက်ကတ်နေတဲ့အကြောင်းတွေမေးတာများတယ်ဘာလို့လဲပေါ့နော်မင်္ဂလိဆိုတာတော့အခုအစားကြိုက်တဲ့ကိုအတွက်ကတော့မရှိမပြည့်လို့အဲ့ဒါလေးပြပြမယ်ပေါ့နော်အားလေးကပါလဲဆိုတော့ဘိုက်ချက်လေးဒါကဘာကိုဝယ်တာဒီဟာလေးပုံနဲ့အရင်ဆင်ပြီးတယ်ဒါလေးကိုဒီပြောမယ်ညွန်ပေးချင်တယ်ပေါ့နော်ဒီဟာလေးကဘယ်လောက်ထိကောင်းလဲဆိုလို့ရှိရင်အသားရည်ဝတ်ထားလို့ရှိရင်အသားမှာအဲချွေးထွက်တာပဲဖြစ်ဘယ်လိုပဲဖြစ်ဖြစ်အသားကိုမထိခိုက်ဘူးတော့မထိခိုက်ဘူးဘာကြောင့်ဒီဘိုက်ချက်ဝတ်လဲဆိုတော့ဘိုက်ချက်ကိုအရင်ကြိုက်တယ်အရင်ကအစီဒီပိုင်းချဘူးလေဒါမှမရအောင်စားတော့ပြန်ပြီးတော့ဟိုဖြစ်တာပဲပြန်ပြီးတော့ဘိုက်အစီထွက်တာပဲပေါ့နော်အဲ့တော့ဒီကောင်လေးဝတ်ပြီးကြတဲ့ကလူကလေတော်တော်လေးကိုခါဘယ်လိုပြောမလဲတိမ်သွားတယ်ဘူကြီးကနည်းနည်းတော့ဟိုဒုက္ခခံရတယ်ဘာဖြစ်လို့လဲဆိုတော့သူကဝက်ခါစားဆိုလို့ရှိရင်အရင်ကျက်တယ်အသက်ရှူကျက်တယ်နေရထိုင်ရနေလို့ထိုင်လို့မကောင်းဒါပေမဲ့အဲ့လိုမျိုးဆိုပြီးတော့လက်လျှော့လိုက်လို့တော့မရအောင်နော်ဘာလို့လဲဆိုတော့လက်လျှော့လိုက်လို့ရှိရင်ကိုဖြစ်ချင်တာကိုလူချင်တဲ့ပုံစံဖြစ်လာမှာမဟုတ်ဘူးလေဥပမာပြောပြလို့ရှိရင်နိုင်ဝတ်တယ်ပဲဒါဒီနိုင်ဝတ်တာအရင်ကြက်ကြက်ဝတ်တဲ့အချင်းရှိတယ်နိုင်ချွတ်လိုက်နိုင်အမြဲဝတ်တဲ့သူကဒီနားမှာတိမ်သွားတယ်နော်မအပြင်မှာဘူတိတာနော်မအဲ့လိုဒီလိုတိမ်နေတယ်အဲ့လိုပဲဘိုက်ချက်ဝတ်ပါများလို့ရှိရင်အဲ့ဒီဘိုက်မှာသွားပြီးတော့အဲ့လိုတိမ်သွားတယ်ဘိုက်ကတိမ်ပြီးတော့ဟိုခါးလေးပေါ်လာတယ်ပြီးမဝတ်ဆောင်ဝတ်လို့တခြားဝတ်ဆောင်ဝတ်လို့လည်းအရန်ကိုကောင်းတယ်ဒီဟာဝယ်တော့ကဒီဝယ်တော့က4000ကျော်ပေးရတယ်ဟုတ်တယ်4000ကျော်ပေးရတယ်ဒါပေမဲ့အရန်တန်တယ်လို့ပြောရမယ်အကြာကြီးခံတယ်သူက brand တစ်ခုဖြစ်တဲ့အတွက်လေဟိုစိတ်ချရတယ်အကြာကြီးခံတယ်ဒီမှာသူ့မှာတန်ကြိုးလေးတွေပါတယ်ပျော့လေးတွေဒါပေမဲ့အခုကြည့်လိုက်ရင်ပျော့လေးဝတ်လိုက်လို့ရှိရင်အဲ့တန်ကြိုးကဒီလိုဖြစ်သွားတယ်ခါတော့ပါတယ်ပြီးတော့ဝတ်တင်တဲ့ထဲမှာပါတယ်တချို့တွေကကြတော့ဘိုက်ကလေးချက်ချင်းနဲ့ဘာဖြစ်ချင်လဲညာဖြစ်ချင်တယ်ဒါပေမဲ့ဇွဲမရှိဘူးအဲ့လိုမလုပ်ပါနဲ့ဇွဲလေးတော့နည်းနည်းလေးတော့ထားနည်းနည်းလေးတော့ကြက်တယ်ဟိုကဒီမှာဒီစောက်ဝတ်တော့ဒီစစ်ကနေစောက်ဝတ်တယ်တပတ်လောက်လဲကြအောင်စမ်းပြီးတော့ဒီစစ်ဝတ်ကြည့်ရဲ့အဆင်ပြေရဲ့အခုဆိုလို့ရှိရင်နောက်ဆုံးဖြစ်နည်းနည်းစားရများပြန်ပြီးတော့ဘိုက်ထွက်လာတယ်နောက်ဆုံးစစ်မရတော့ဘူးဒီစစ်ပြန်ဝင်နေရတယ်တိတတာကိုတလားလောက်နေရင်တိတတာကိုဘိုက်ကလေးကတိမ်သွားမှာအဲ့လေးကို try ကြည့်စေချင်ပါတယ်ဒီကတော့ဒီမိုးအေးနဲ့ဆောက်ချင်လေးဖြစ်တာကကွန်ထန်ဆောက်ချင်စားလဲစားမယ်ပြီးတော့ကောင်းနဲ့သူ့ရဲ့အရာသားလေးတွေကိုပြပြီးတော့မယ်တချို့ကကွန်ထန်ကိုတိထားတာရုံမှာဆိုရင်ပဲဖြစ်ဖြစ်ဘန်ကောက်မှာဆိုရင်ပဲဖြစ်ဖြစ်နေရာပဲဒီကွန်ထန်ကိုတိထားတာကအရန်ပူပြီးတော့စားနေနဲ့နှခိုင်းကြီးထော်ပြီးထူးလာတာအဲ့ဒါကွန်ထန်ရဲ့ဟိုသူ့ရဲ့သူ့ပုံစံပေါ့နော်သူ့ရဲ့ဟင်းအနှစ်ပုံစံဒါပေမဲ့ဗီဒီယိုကဒီဟင်းအနှစ်ကိုအဲ့လိုပူထူပြီးတော့ဆက်တာကိုလုံးဝ shop လိုက်တယ်အစိမ့်နဲ့သမင်းနဲ့စားလို့လည်းအဆင်ပြေအောင်ကလေးတွေလည်းစားလို့အဆင်ပြေအောင်အဲ့လိုမျိုးအစိမ့်လေးနဲ့ဟိုစားလိုက်တာနဲ့ချောင်းပေါ်မှာပင်လယ်စားရဲ့အရသာလည်းဖြစ်မယ်အနှစ်ရဲ့အရသာကောင်းတာကိုလည်းခံစားရမယ်အနံ့ကလည်းအရင်မွေးတယ်ဟိုကတော့အရင်သိတယ်ပြပင်လဲစားလို့ရှိရင်ဖြစ်နိုင်လို့ရှိရင်အားရပါရမယ်ဟိုဘောဘာစားကြည့်တယ်ဇုံးနဲ့ခင်းနေနေအဆင်ပြေဘူးဒီဆိုလို့ရှိရင်ဖေးနေရရောက်သူ့နေရာနဲ့သူပေါ့နော်ဟိုအ
လှစားမယ်နေရာကြလို့ရှင်ဒီအလှလေးစားတယ်ဒီလိုစားမယ်နေရာကြလို့ရှင်တော့လုံးဝအမနာရှက်လည်းမရှက်ဘူးရောက်တဲ့အရက်မှာဒီဆွဲရပါတော့ညမိုးအေးတော့အဲ့ချက်လေးလည်းပြောပြရင်လည်းစားမယ်လို့ပြောထားတယ်ကွန်ထန်နဲ့အလိုက်တော့အလိုက်ဆိုတော့ကိုကာကိုလာပဲရောက်သွားဒီနေ့တော့ရန်ကိုစိတ်တယ်ဒါပေမဲ့ချက်တာမကောင်းရင်လည်းမစားဘူးအရင်ကြီးညရဲ့ထဲမှာပါတယ်ဗျာဒီနေ့တော့ချက်တက်ပြီးတော့လက်လက်ဆက်ဆက်နဲ့ရမယ်ဆိုင်မျိုးအမြဲတမ်းရှာပြီးတော့စားဖြစ်တယ်ဆိုင်မှာဒီကုန်းကအရှင်ထားတယ်သူကအထဲမှာအေးကြီးဘူးအပေါက်ကလေးတွေပါတယ်အဲ့ဒါသူကအဲ့ဒီရေလေးတွေကသူပင်လေရေပေါ့အားလေးကိုသူကစုပ်ထားတယ်အဲ့ဒါလေးကိုစုပ်ထားပြီးစုပ်ထားလို့ရှင်သူကတစ်လားနှစ်လားလောက်ကအေးစစ်စစ်ကိုအသက်ရှင်ပြီးတော့နေနိုင်တယ်ဒီမှာတော့ဒီຢာတွေတော်တော်များများကိုလက်ဆက်ဆုံးပြအောင်အရှင်ထိန်းသိမ်းထားတာများတယ်ဆိုတော့တိတ်ညာပဲပြီးတော့ကွန်ထန်ထဲမှာပါတဲ့ဒီစွန်ကြားကိုအရန်စိတ်တယ်ဘာလို့လဲဆိုတော့သူကလေထိုးဘာလို့ဒီလာတာတိတ်နေတိတ်ပြီးတော့နည်းနည်းလေးဆက်ဆက်လေးမွန်းလေးစားလိုက်အကုန်လုံးစားပြမယ်နဲ့ဆက်လိုက်ရင်ကောင်းပါရန်ဟိုမှာသင်ရတာရှိတယ်။မင်းစားတယ်စားတယ်။
စားသမားစားတော့ကောင်းရင်ကြိုက်တယ်မကောင်းရင်တော့မစားဆိုင်မှာအချို့မလုံးဝမသုံးထားဘူးပါဝင်ပစ္စည်းတွေအကုန်လုံးတန်ရှင်းမှုလက်ဆက်မှုပြီးတော့ဒီထွက်ဆိုကြမရှိတဲ့ဟာတွေပဲယူပြီးတော့သုံးတယ်ကိုကိုရိုင်းကလည်းစားတော့အရင်ကြိုက်တဲ့အတွက်စားရတယ်ကြီးငါပါတယ်ကင်မွန်ပါတယ်ပန်းကနန်းပါတယ်ဇွန်ကြားပါတယ်ခုံးပါတယ်တွေးကုန်းပါတယ်ဆမ်းပါ放不了。တကားမစားဟင်းပွဲထဲမှာအရင်ယောက်ျားချက်တဲ့ဟင်းပွဲကကဘာပေါ်မှာအကောင်းဆုံးပဲနော်ဒါချချက်ပြရ30 မိနစ်လောက်ပြောရတယ်ကြောက်ထဲပဲဆက်စားတော့မယ်ဒီနေ့အတွက်တော့ဒီလောက်ပဲနော်တဒါ